1960ခုနှစ်တုန်းကမှလူငယ်လေး Iris နဲ့သူ့ရဲ့စီးဆက်ထားသူ Paul တို့ဟာ Skyview စားတောက်ဆိုင်ဖွင့်ပွဲကိုတက်ရောက်ခဲ့ကြပါတယ်။အဲ့ဒီမှာရင် Paul က Iris ကိုလက်စွပ်လေးဆွပြီးလက်ထပ်ခွင့်တောင်းခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲ Iris တယောက်ကြောက်စရာကောင်းတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်။အပေါ်တက်ကကောင်လေးတယောက်ပေးချလိုက်တဲ့အကျွေးစီလေးတစ်စီးဟာတေမင်းကိုယ်တိုင်လေနဲ့မှုန့်ပြီးလမ်းကြောင်းပေးလိုက်တယ်လို့မျိုးလေမီလေထွက်ပေါက်တွေကိုကျသွားခဲ့ပါတယ်။အဲ့ဒီအကျွေးစီကပန်ကာထဲမှာညက်သွားပြီးစက်ကိုချက်ချင်းရက်တန့်သွားစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမျော်စင်တွေကလူတွေကတော့သူတို့ချဲအောက်ကမှန်ပြင်းပြီးအကွဲနေတာကိုမသိပဲပျော်ပျော်ပေါပေါကခွန်နေကြတော့မှာ။ Iris နဲ့ Paul တို့နေရာရွှေလိုက်တဲ့အချိန်မှာပဲအောက်ကတန်မနီထောက်တိုင်ကြီးဟာခန်းတန်းကြီးကုံဆုံးသွားပြီးမူလီတွေတစ်ခုပြီးတစ်ခုပြုတ်ထွက်ကုန်ပါတော့တယ်။ရုတ်တရက်ဆိုသလိုညနေတဲ့ကြွေးစီကြောင့်ပန်ကာဒလက်တစ်ခုဆင်းထွက်သွားပြီး gas pipeline ကိုသွားမှန်ပါတယ်။လူတွေကတော့ကားခွန်မြေကားခွန်ဆဲဖြစ်ပေမဲ့အကွဲအကြောင်းတွေကပိုကျဲလာပြီးလေထဲမှာလည်း gas တွေပြန့်နှံ့လာပါပြီ။ Iris တရားမတင်ကားထင်းနေတော့မှပဲ Paul ကကျမ်းပြင်ပေါက်ထဲကိုပြုတ်ကျသွားပါတယ်။တယောက်ပြီးတယောက်ပြုတ်ကျကုန်ကြပြီးတန်တိုင်တွေကိုအသေးအတန်လှမ်းဆွဲနေကြရပါတယ်။အောက်ကဝန်ထမ်းတွေလည်းလန့်ပြန်ပြီးထွက်ပြေးကြတာပေါ့။ Paul ကမှန်ချက်တစ်ခုကိုလှမ်းကင်ထားနိုင်ခဲ့ပေမဲ့ Iris အသေးအတန်အော်ဟစ်အကူအညီတောင်းလဲဘယ်သူမှရောက်မလာခဲ့ပါဘူး။သူမ Paul ကိုလှမ်းဆွဲပေမဲ့လည်း Paul ကတော့ချောကျသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းလူတွေဟာထွက်ပြေးဖို့ကြိုးစားရင်းရုတ်ရုတ်သေးသေးတွေဖြစ်ကုန်ပါတယ်။မီးလောင်နေတဲ့အမျိုးသမီးတယောက်က gas ရိုးစိမ့်နေတဲ့နေရာနဲ့ပြေးဝင်သွားမိရကနေအကြီးအကျယ်ပောက်ကွဲမှုဖြစ်သွားပြီးမပြေးနိုင်တဲ့သူတွေအကုန်တီကုန်ကြပါတယ်။ Iris ကတော့မီးလောင်နေတွေကနေတီတီလေးလွတ်မြောက်ခဲ့ပါတယ်